မင်္ဂလာပါမိတ်ဆွေတို့ရေကျွန်တော်ဒီနေ့ကတော့ Edifier wireless earphone လေးကိုကျွန်တော်တကယ်ချင်းလို့မိတ်ဆွေနဲ့ unboxing လေးဖောက်ပြမယ်ကျွန်တော် order မှာထားရောက်ရှိတဲ့အလုံးလေးဒီကောက်26နာရီဆိုပဲဖလန်လာဒီကောက်ဒီမှာနော်3251နဲ့ recharge လုပ်ဖို့အတွက်ခင်ဗျားတို့ပြထားနော်ချက်တော့ဖောက်ကြည့်လိုက်ရအောင်ကျွန်တော်တို့ဝေါအများကြီးလုံးမပေါအောင်ခုနကသူကပြထားတယ်26နာရီတိတိခံတယ်တဲ့ဘယ်လောက်ခံမလဲဆိုချက်လို့စမ်းကြည့်ရအောင်ပေါ့မဲသူကဟိုလေးပါနှစ်ချက်ထားတဲ့ပုံစံလေးနဲ့ဘူးလေးတက်ထားပေးတာသူကဒီမှာ USB type C ပဲလာနော်ဒီကောင် recheck ကလာ type C ပဲလာဒီကောင်ကျွန်တော်တို့နှစ်ချက်ဘူးလေးမစိုးဘူးပဲအကြည့်အောင်လေအဒီဖာဒါလေးနဲ့ press တော့ iPhone series ပုံစံလာတာနော်စိုးပဲOkay ဒါလေးကိုခွာကြည့်လိုက်မယ်ဒါလေးကိုခွာကြည့်လိုက်တခါတည်းနော် airport design နဲ့တရလေးပဲလောက်ထားတဲ့ဟာလေးမစိုးနော် Richard က plastic လုံးဟိုဖြုတ်တခါလေးဖြုတ်ကွာကြာလို့တခါလေးဖြုတ်ဒီစေးတဲ့ရအဲ့လိုမျိုးရင်းပြီးတော့မောင်းစင်လုတ်ပေးတာခင်ဗျားတို့လုံးဝကြွေပါအဲ့ဒါတို့ခုနအမှန်လာပြီချက်မိရချက်ပြဟုတ်မိုက်တယ်နော် very clear ပဲပိုလိုတွေပါဖန်လောက်တာBluetooth ချက်ကြွားကြည့်မယ်နော်ခင်ဗျားတို့ဖြုတ်ပြီးခဏနဲ့ဘဲရဲ့ Bluetooth မစမ်းပြဖြစ်နော်Okay ဘယ် Bluetooth စမ်းပြမယ်ဒီမှာတွေ့လား Edifier H2S လေး Okay connect 10% ဆိုပြန်ဖြောက်လာ70% ရှိနော်ဘယ်တည်း70%ရန်ကြမိုက်တယ်စိုးပြောရမယ် base stand ကတအားထူတော့မဟုတ်ပုံမှန်လေးပဲတဲ့လားတအားကြီးတော့ညနေတော့ညိတ်ညောင်းတယ်ခုကျွန်တော်နားထောင်ကြည့်တော့မစိုးပြောရမယ် recording တွေချက်တော့စမ်းကြည့်ပဲ blogger တွေအတွက် blogger တွေခုနောက်ပိုင်း microphone သုံးပေမဲ့ဒီ blog ရိုက်တဲ့လူတွေကြတော့တစ်ခါလေကြာရေးပေါ်သုံးလို့ရအောင်နည်းနည်းလေးစမ်းပြတော့ record တယ်အတန်နေထားဘယ်လိုရှိ record တယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့အခုEdifier microphone တွေကျွန်တော်တကယ်ကြီးလို့ basic review တော့မဟုတ်ဘူးဗျာကြော်ညာသဘောမျိုးပဲအဲ့ဒါချက်တော့အတန်စမ်းကြည့်တော့ okay 653စမ်းပြအောင်ကျွန်တော်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့အခုEdifier microphone တွေကျွန်တော်တကယ်ကြီးလို့ noise cancellation တော်တော်ကောင်းတာပဲဟာခင်ဗျားတို့ Bluetooth ဖြုတ်ကျွန်တော်စမ်းပြမယ် Bluetooth ဖြုတ်စမ်းပြခက် noise cancellation တော်တော်ကောင်းတာပဲရုံမဟုတ်ရကြော်ညာသဘောမျိုးပဲအဲ့ချက်တော့အတန်စမ်းကြည့်တော့ okay မိုက်တယ်နော် noise cancellation တော်တော်ကောင်းတယ်နော်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့အခုEdifier microphone တွေကျွန်တော်တကယ်ကြီးလို့ basic review တော့မဟုတ်ဘူးကြော်ညာသဘောမျိုးပဲအဲ့ချက်တော့အတန်စမ်းကြည့်တော့ okay ခင်ဗျားတို့အဲ့ဒါကိုကျွန်တော် Edifier H2S လေးကိုဒီလောက်ပဲခင်ဗျားတို့စမ်းပြလိုက်မယ် okay ကြိုက်နေတဲ့ဆို recommend လေးအောက်မှာကြည့်ပေးခဲ့ပါကျေးဇူးတင်ပါတယ်